ကောင်မလေးကသူမရဲ့အကိုချောင်းကြည့်နေမှန်းသိလျက်နဲ့တမင်တက်တက်ရေချိုးခဲ့ပါတယ်။ဒါကြောင့်မို့လို့ဂျက်ခါအန်နာရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကသူ့ရဲ့ခန္ဓာကိုယ်နဲ့လုံးဝကွာခြားနေတယ်ဆိုတာကိုသဘောပေါက်သွားပါတယ်။တစ်ချိန်တည်းမှာပဲအန်နာရဲ့လှပတဲ့ခန္ဓာကိုယ်ကိုကြည့်ပြီးဂျက်ခရဲ့ရင်ထဲမှာရမတ်စိတ်တွေရုတ်တရက်ထကြွလာခဲ့ပါတယ်။ဒါကြောင့်သူ့ရဲ့ခံစားချက်တွေကိုဖွင့်မထုတ်နိုင်ပဲစိတ်ငြိမ်သွားအောင်ပင်လယ်ထဲကိုခုန်ချလိုက်ရပါတယ်။မထင်မှတ်ပဲငါးမန်းတစ်ကောင်နဲ့ဆုံတွေ့ခဲ့ပေမဲ့ဂျက်ကတော့နည်းနည်းမှမကြောက်ခဲ့ပါဘူး။သူကငါးမန်းနဲ့တောင်ပြေးပြိုင်ပြီးရေကူးခဲ့ပါသေးတယ်။ပြိုင်ပွဲမှာအနိုင်ရပြီးနောက်အန်နာကိုကြွားလုံးထုတ်ဖို့အမြန်ပြေးလာခဲ့ပါတယ်။ဒါပေမဲ့အန်နာကတော့ဂရုမစိုက်ခဲ့ပါဘူး။အန်နာကစိတ်ဝင်စားတာကိုမြင်တော့ဂျက်ကသူ့မပေါ်ခုန်အုပ်ပြီးစောင့်နောက်ကစားခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူတို့နှစ်ဦးကြားကလေထုကရုတ်တရက်ထူဆန်းသွားခဲ့ပါတယ်။တခုခုမှားယွင်းနေပြီဆိုတာကိုသိလိုက်ရတဲ့အန်နာဟာသူမရဲ့ခေါင်းကိုအမြန်လွှဲဖယ်လိုက်ပါတယ်။ဒုတိယနေ့မှာတော့အန်နာစိတ်ရှင်လန်းလာအောင်ဂျက်ကပလဲတစ်လုံးကိုလက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။ဒီပလဲကြောင့်သူတို့နှစ်ယောက်တေးရေးရှင်ရေးစိန်ခေါ်မှုကြီးတစ်ခုနဲ့ရင်ဆိုင်ရလိမ့်မယ်ဆိုတာကိုအဲ့ဒီအချိန်ထိသူတို့မသိခဲ့ကြသေးပါဘူး။ဒီကနေ့အန်နာငါးဖမ်းပိုက်ရက်လုံနေချိန်မှာမဝေးလာတဲ့ပင်လယ်ပြင်မှာတင်းမောကြီးတစ်စင်းရုတ်တရက်ပေါ်လာတာကိုတွေ့လိုက်ရပါတယ်။ပြင်ပလူတွေချင်းကပ်လာပြီဆိုတာကိုသတိထားမိတဲ့ဂျက်ခါအန်နာကိုခေါ်ပြီးတောင်ထိပ်ကိုအမြန်ပြေးတက်သွားပါတယ်။ပြီးတော့မှန်ပြောင်းတစ်ခုကိုထုတ်ယူပြီးအခြေအနေကိုလှုပ်ဝက်စောင့်ကြည့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာတင်းမောကြီးပေါ်ကလူတွေဟာလှေငယ်တစ်စင်းနဲ့ကျွန်းစီကိုစတင်ရွှေ့လွှင့်လာနေကြပါပြီ။အဲ့ဒီနောက်ပြင်ပလူတွေကိုအတူတူစူးစမ်းကျင်နေတဲ့အန်နာကဂျက်ခရဲ့လက်ထဲကမှန်ပြောင်းကိုလူယူပြီးလှေငယ်ကိုတေချာစောင့်ကြည့်ခဲ့ပါတယ်။ရလက်အနေနဲ့နောက်တစ်စက္ကန့်မှာပဲလှေပေါ်ကကောင်မလေးဂျန်နီဟာသူမရဲ့အာယုံကိုချက်ချင်းဖန်ဆားသွားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလိုဝစ်စားဆင်ရင်ထားတဲ့သူမျိုးကိုအန်နာမြင်ဘူးလား။ဒါပထမဆုံးအကြိမ်ဖြစ်နေလို့ပါပဲ။တစ်ဖက်လူတွေရဲ့ရည်ရွယ်ချက်ကိုသိရဖို့အန်နာနဲ့ဂျက်တို့ကန်ဆက်ကိုပြန်ဆင်းလာခဲ့ကြပါတယ်။တစ်ချိန်တည်းမှာပဲဂျင်နီနဲ့သူမရဲ့အဖွဲ့သားတွေလည်းလှေပေါ်ကနေဆင်းလာကြပါတယ်။ဒါကိုမြင်တော့ဂျက်ကသူတို့ကိုနှုတ်ဆက်ဖို့အလိုလျောက်ရှေ့ကိုတက်သွားခဲ့ပါတယ်။ဂျက်စကားပြောတာကိုကြားပြီးနောက်မောင်နှမနှစ်ယောက်ဟာကျွန်းပေါ်ကအရိုင်းဆိုင်တွေမဟုတ်ဘူးဆိုတာကိုအားလုံးသဘောပေါက်သွားကြပါတယ်။ဒါကြောင့်ဂျင်နီရဲ့အဖေကသူတို့ရဲ့တင်မောကြီးပြတ်သွားတဲ့အတွက်ဒီကျွန်းကိုရောက်လာခဲ့တာဖြစ်ပြီးရက်နေငယ်လောက်တဲခိုချင်းချောင်းချက်ချင်းပြောပြခဲ့ပါတယ်။ဒါကိုသိလိုက်ရတဲ့အခါဂျက်နဲ့အန်နာတို့ကလည်းကူညီပေးဖို့တွန်းဆုတ်မနေပဲသဘောတူလိုက်ကြပါတယ်။သူတို့နှစ်ယောက်ကိုကျေးဇူးတင်တဲ့အနေနဲ့ဂျင်နီရဲ့အဖေကအဝတ်စားတွေပေးခဲ့ပြီးအဝတ်စားဘယ်လိုဝတ်ရမလဲဆိုတာကိုသင်ပေးဖို့ဂျင်နီကိုခိုင်းလိုက်ပါတယ်။အဲဒီနောက်ဂျက်ကအဝတ်စားသစ်တွေဝတ်လိုက်တဲ့အခါမှာတော့သူကအရန်ချောမောနေတာကိုဂျင်နီတွေ့လိုက်ရပါတယ်။ဒီလိုနဲ့ရိုးရှင်းတဲ့ဆက်ဆံရေးလေးကနေတဆင့်သူတို့နှစ်ယောက်ကြားမှာတန်ရောစင်တွေအမြန်ဖြစ်တည်လာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအားလုံးရဲ့ရောက်ရှိလာမှုကိုကြိုဆိုတဲ့အနေနဲ့ဂျက်နဲ့အန်နာတို့ဟာခမ်းနားတဲ့ညစာစားပွဲတစ်ခုကိုအထူးပြင်ဆင်ပေးခဲ့ကြပါတယ်။ဒါပေမဲ့ဒီအချိန်မှာပဲဘေးနားကနောက်လိုက်တစ်ယောက်ဟာအန်နာရဲ့ခေါင်းမှာတောက်ပနေတဲ့ပလဲတစ်လုံးကိုဝစ်ဆင်ထားတာကိုသတိထားမိသွားပါတယ်။ဒါနဲ့ပတ်သက်ပြီးဒီပလဲဟာအလွန်တန်ဖိုးကြီးမယ်ဆိုတာကိုသူချက်ချင်းရိပ်မိသွားပါတယ်။ဒါကြောင့်သူကဒီပလဲကိုကိုယ်ပိုင်အဖြစ်သိမ်းပိုက်ဖို့ချက်ချင်းအကြံအစီရသွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ပလဲကိုရယူဖို့အတွက်အဲ့ဒီနောက်